ကွန်ပျူတာတစ်လုံးကိုတန်ရှင်းရေးလုပ်ထားဖို့ဆိုတာအမြင်လာယုံတယ်မဟုတ်ပဲဖုန်းနဲ့အငြိကြေးတွေကြောင့်ကွန်ပျူတာရဲ့လုပ်ဆောင်ချက်တွေထိခိုက်မှုမရှိအောင်ကာကွယ်ဖို့အတွက်အလွန်အရေးကြီးပါတယ်။ဒါပေမဲ့တန်ရှင်းရေးလုပ်တဲ့အခါမှန်ကန်တဲ့နည်းလမ်းကိုတည်ထားဖို့လိုပါတယ်။အခြေခံချက်များဘာမဆိုမတန်ရှင်းခင်မှာဘေးကင်းစေဖို့အတွက်အရင်ဆုံးပိတ်ထားပါဒါမှမဟုတ်ပလက်ဖြုတ်ထားပါနေ့ခနဲ့တွသုံးထားရဲဆိုရင်တော့ပလက်ဖြုတ်တဲ့အချိန်ရောပြန်တက်တဲ့အချိန်မှာပါကွန်ပျူတာကိုအရင် shut down လုပ်ထားဖို့မမေ့ပါနဲ့နေ့ကီးဘုတ်တန်ရှင်းရင်ကီးဘုတ်ကိုအောက်ဖက်လန်ပြီးငင်းသားစွာခါပေးပါဖုန်းတွေအမိုက်စတွေကြသွားပါလိမ့်မယ်ကီးကြားတွေကဖုန်းတွေကိုတော့ compressor လို့ခေါ်တဲ့လေမှုတ်ဘူးနဲ့မှုတ်ထုတ်နိုင်ပါတယ်ညနေပြင်ကိုတန်ရှင်းမယ်ဆိုရင်တော့အရက်ပြန် rubbing alcohol အနည်းငယ်ဆွတ်ထားတဲ့အဝတ်စသို့မဟုတ်တ िश ူးကိုသုံးပါဘယ်တော့မှအရေကိုကီးဘုတ်ပေါ်ဓာတ်ရိုက်မလောင်းပါနဲ့mouse တန်ရှင်းရေး optical mouse တွေကတော့ရွေရှားတဲ့အစိပ်ပိုင်းမပါတဲ့အတွက်တန်ရှင်းဖို့အလွန်လွယ်ကူပါတယ်အောက်ကအလင်းရောင်ထွက်တဲ့နေရာမှာဖုံးမတင်အောင်တော့ဂယူးဆိုင်ပါ mechanical mouse သုံးတယ်ဆိုရင်တော့အောက်ကဘောလုံးလေးကိုဖြုတ်ပြီးအရက်ပြန်ဆွတ်ထားတဲ့အဝတ်နဲ့တုပ်ပေးပါ mouse ကိုစာရွက်ဖြူပေါ်မှာအပြည့်အနှံပုတ်တိုက်ပေးတာကလည်းဖုန်းတွေကိုဖယ်ရှားပေးနိုင်တဲ့လွယ်ကူတဲ့နည်းလမ်းတစ်ခုပါ။မော်နီတာတန်ရှင်းရေးမော်နီတာကိုတန်ရှင်းတဲ့အခါဘယ်တော့မှအရေကိုမျက်နှာပြင်ပေါ်တိုက်ရိုက်မခမ်းပါနဲ့ glass cleaner တွေဟာ anti-glare coating ကိုပျက်စီးစေနိုင်ပါတယ်။အကောင်းဆုံးနည်းလမ်းကတော့ပလက်ချုပ်ပြီးရေစိုးဝစ်စနဲ့ငင်းသားစွာတုပ်ပေးဖို့ပါပဲ။ငါထွေဂယူးဆိုင်ရန်ကွန်ပျူတာအိမ် case နဲ့မော်နီတာနောက်ကျောတွေကိုတော့ microfiber ဝစ်စနဲ့တုပ်ပေးပါလေဝင်လေထွက်ပေါက်တွေမှာဖုံပိတ်နေရင်လေမှုတ်ဘူးနဲ့မှုတ်ထုတ်ပေးပါနောက်ဆုံးအနေနဲ့ကွန်ပျူတာ case နောက်ကလေဝင်လေထွက်ပေါက်တွေကိုဘာနဲ့မှပိတ်မထားမိအောင်ဂရုစိုက်ပါလေဝင်လေထွက်ကောင်းမှသာကွန်ပျူတာအပူလွန်ကဲတာမျိုးမဖြစ်မှာပါဒီနည်းလမ်းအတိုင်းပုံမှန်တန်ရှင်းပေးမယ်ဆိုရင်သင်ကွန်ပျူတာလေးဟာနှစ်ပေါင်းများစွာကြာရှည်ခံမှာအသေးချပါပဲ